မင်္ဂလာပါပရိသတ်ကြီးတရုတ်ဆောင်စမိုင်းကိုတော့လူတိုင်းသိကြမယ်ချင်ပါတယ်အမေရိကရောက်တတိမာကြီးတယောက်ကတော့တနေ့တစ်မျိုးမယူရအောင်သူမရဲ့ချမ်းသာမှုတွေကိုထုတ်ကြွနေတတ်တဲ့တတိမာကြီးတူဖြစ်တယ်ဆိုတာအားလုံးလေးသိကြမှာပါစမိုင်းကချမ်းသာပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာမနေတော့ပဲအမေရိကမှာနေပြီးတော့လူဖြူဘိုတွေကိုအိမ်ပေါ်ဖြစ်ငှားရမ်းကနေထိုင်နေတဲ့စီးစိမ်ရှင်မကြီးတူဖြစ်ပါတယ်အခုဆိုရင်စမိုင်းကသူမဘလောက်ချမ်းသာကြောင်းကိုကိုပိုင်ဘလက်ကတ်ကြီးကင်ဆောင်ပြီးတော့ကြွားလုံးထုတ်လိုက်ပါပြီစမိုင်းကင်ဆောင်ထားတဲ့ဘလက်ကတ်ကိုတော့မြန်မာနိုင်ငံမှာကင်ဖို့နေတာတာတိချာမြင်မှုတဲ့သူတောင်မှရှားပါလာပါရီမြန်မာနိုင်ငံကထိတ်တန်းတထိတွေတောင်ဘလက်ကတ်ကိုအခုထိမကင်နိုင်ကြသေးပါဘူးဒါကြောင့်လည်းစမိုင်းကဘလက်ကတ်စကင်တဲ့တတိမကြီးတရားဖြစ်တယ်လို့ဆိုပါရီဘလက်ကတ်ဆိုတာကနိုင်ငံတနိုင်ငံလုံးကိုအသာလေးဝယ်ယူနိုင်တယ်လို့ဆိုပါရီဘလက်ကတ်ဆိုတာကန့်သက်မရှိစိတ်တိုင်းကြဝယ်ယူနိုင်တဲ့ကတ်တစ်ခုလေးဖြစ်ပါရီဘလက်ကတ်ကတော်ရုံချမ်းသာရင်တောင်မှကင်ဆောင်လို့မရနိုင်တဲ့ကတ်တစ်ခုဖြစ်ပါရီဒီကစီးပွားရေးလုပ်ငန်းများစွာရဲ့နောက်ခံစီးပွားရေး background တွေကိုတေချာချပြနိုင်မှသာကင်ဆောင်ခွင့်ရတဲ့ကတ်တစ်ခုဖြစ်ပါရီဘလက်ကတ်ကိုကင်ဆောင်ထားနိုင်တဲ့ချမ်းသာကြွယ်ဝမှုဆိုတာနိုင်ငံတနိုင်ငံကိုအသာလေးဝယ်ယူနိုင်တဲ့အနေအထားတစ်ခုဖြစ်ပါရီဒါကြောင့်လည်းပြည်သက်တရားစမိုင်းကိုမြန်မာနိုင်ငံကိုပြန်လာပြီးမြန်မာနိုင်ငံကိုသာဝယ်လိုက်ပါတော့လို့တောင်းဆိုနေကြတဲ့ပြည်သက်တွေတောင်မှရှိပါရီစမိုင်းတို့တတိမကြီးရဲ့လက်အောက်မှာနေထိုင်နေကြတဲ့ပြည်သက်တွေကလည်းအခုချိန်မှာဒူးနဲ့တေးဖြစ်လို့နေပါရီစမိုင်းဟာအမေရိကန်နိုင်ငံရဲ့ထိပ်တန်းစီးဝင်နေတဲ့တတိမကြီးတူဖြစ်လို့နေပါပြီဝက်စားသုံးဆောင်တွေကိုလည်းကမ္ဘာကျော် branded တွေကိုသာသုံးဆွဲလေးရှိပါရီbranded တွေကိုဝယ်တဲ့အခါမှာလေချမ်းသာကားစားကလို့စိုက်မှာကိုယ်တိုင်သွားမွေတော့ပဲမော်ရယ်တွေကိုအိမ်ထဲမှာရှိုးလျှောက်ခိုင်းပြီးမှစိတ်တိုင်းကြောက်ဝဲယူနေတာဖြစ်ပါတယ်။ဒါပေမဲ့လေမြန်မာနိုင်ငံကအချို့ပြည်သက်တွေကတော့စမိုင်းကိုဘလောက်ကောင်းတာတွေဝစ်စင်သုံးဆွဲနေပါစေရုံးမထွက်ဘူးလို့ဝေဖန်နေကြပါရီ။သူကတော့သူမမွေးထားတဲ့ခွေးလေးကိုတောင်မှဂူရှီဘရန်အင်္ဂီတွေကိုတောင်ဆင်မြန်းပေးလေးရှိပါရီ။ဒါကြောင့်လေမြန်မာနိုင်ငံကအညာတရစမိုင်းအားပေးသူတွေကတော့စမိုင်းအိမ်ကခွေးတောင်မှသူတို့ထက်သားတဲ့အတွက်စမိုင်းအိမ်မှာခွေးဖြစ်ချင်တယ်လို့ပြောဆိုထားပါရီ။ကားစီးတဲ့အခါမှာလေစမိုင်းဆိုတဲ့ကိုပိုင်နမက်နဲ့ကားကိုသာစီးလေးရှိတဲ့သူတယောက်ပါ။စမိုင်းကတော့သူမနေထိုင်တဲ့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားကအိမ်ကိုလည်းရှေ့စစ်တွေထည့်သွင်းပြုလုပ်ထားပြီးတော့ကျောင်းဝါနေတတ်တဲ့သူတူဖြစ်ပါရီအမေရိကန်နိုင်ငံကအချို့ဟောလိဝုဒ်မင်းသားမင်းသမီးတွေတောင်မှသူမလောက်မချမ်းသာပါဘူး။စမိုင်းကခုလိုချမ်းသာကြွယ်ဝလာဖို့အတွက်ခင်မွန်းဖြစ်သူပြေမောင်နဲ့တူယူသားကြိုးစားပြီးစီးပွားရှာခဲ့တာဖြစ်ပါရီ။ဒါပြင်စမိုင်းကဘာသာရေးကိုင်းဆိုင်သူတယောက်လေးဖြစ်တယ်လို့အလူတန်းလေးရရိုတဲ့သူတယောက်ဖြစ်ပါရီ။မြန်မာနိုင်ငံမှာအခက်အခဲဖြစ်တိုင်းလူတန်းလေးရှိတဲ့တတိမာကြီးတူလေးဖြစ်ပါရီ။သူမခုလိုအောင်မြင်ပြီးတော့ချမ်းသာနေတာကိုမလိုလားတဲ့ပရိသတ်တွေကတော့စမိုင်းတို့ဇနီးမောင်နှံကအလောင်းကစားတစ်ခုကိုတီထောင်ထားလို့အခုလိုချမ်းသာနေတာဖြစ်တယ်လို့ဝေဖန်တိုက်ခိုက်ပြောဆိုနေကြပါရီ။စမိုင်းကစီးပွားရေးမှာသာအောင်မြင်တာမဟုတ်ပဲသူမရဲ့ personal blog တွေကလည်းအောင်မြင်နေပြီဖြစ်ပါရီ။သူမကအခုဆိုရင်တော့ဘာသာရေးလဲလိုက်စားသလိုခင်မိတဲ့မျိုးသမီးတယောက်လေးဖြစ်ပါရီ။စမိုင်းကသူမဝယ်ထားတဲ့ branded ပစ္စည်းတွေကိုအသုံးတအောင်လို့အိမ်ထဲမှာပဲသူမရဲ့အစီကံတွေရဲ့အားပေးမှုနဲ့တတိတမျိုး blog တွေရှိုက်ကူပြီးတော့အောင်မြင်နေခဲ့ပါရီဒီတော့စမိုင်းကအဖက်ဖက်ကအောင်မြင်နေရလို့ပြောလို့ရှာပါရီနေရာတိုင်းမှာအောင်မြင်နေတဲ့အတွက်လေအခုလို bracket ကြီးကိုပိုက်ဆိုင်နိုင်တာဖြစ်ပါရီပရိသတ်ကြီးတို့ရောတတိမကြီးစမိုင်းလို bracket ကြီးကိုပိုင်ဆိုင်ခြင်းနေကြပြီလား